飘撇电视卡边你家断了哈达，一家我家鸭蛋肉嘛断了哈，表选技能万秒你家断了哈达，哈达哈达断了哈达，三弟地推一家莫家断哈达。လက်ကွက်ပြန်လာလား အေးငါကလောက်ပြန်လာ ငါလည်းခုမှလက်ကွက်ပြန်လာကွာ အေး သွားပြီကွာလမ်းဆက်ချောက်နော် ဒီကောင်ကတော်တော်ကိုချင်းစာသိနေတာပဲနေတာလဲသူနဲ့ငါနဲ့ချင်းကောင်းရင်သူလဲလောက်ပြန်လာငါလဲလောက်ပြန်လာဘေးတဲ့လေးတစ်စီးဝယ်နိုင်တယ်ဆိုဖင်ကောင်းကကျဲငါတင်သွားတော့ဘာဖြစ်မှာမဟုတ်လို့အော်လူလေးတော်တော်အံ့ဖို့ကောင်းတယ်လူတယောက်ကိုကူညီရမှာတအားတွန့်လို့လားကြောက်ငါလဲကြဘယ်တော့မှအဲ့လိုဖြစ်မခံဘူးကွာရှင်ကလည်းနောက်ကျလိုက်တာ နောက်ကျဆိုကုန်းချောင်းလျှောက်လာတာ ဘိုးချုပ်တော့မယ်ချိန်လေးပါလေးလည်းကြည့်အောင်ကဲရှင်လမ်းလျှောက်လာပြီမလား ဟာလမ်းလျှောက်လာတာဗောနင်ဟာလေလမ်း ကဲ လျှောက် လေးငါးစီတော့ဘာဖြစ်မှမလို့လဲလို့ ဟာနင်ကလွယ်လိုက်တာဟဲ့ကယ်ရီငါးစီးပေါ့တဲ့ဟဲ့ကယ်ရီငါးစီးလေအသွား3000အပြန်3000တနေ့ကို6000ရှိတယ်အေးအဲ့တော့ငါစုပြီးတော့ငါဘေးထဲဝယ်မလို့ချင်းရငါထုံးနဲ့ငါတွေ့တယ်ဒီကောင်လည်းလောက်ကပြန်လာတာငါလည်းလောက်ကပြန်လာတာဒီကောင်ဘေးတွေနဲ့ပေါ့ကိုတော့လည်းလောက်ကပြန်လာပြီလားအေးတဲ့ကျွန်တော်လည်းအခုမှလောက်ကပြန်လာတယ်ငါညာတင်သွားမလားလို့ချင်းကောင်းနေတော့ဟမ်ကြီးသက်လို့မောင်းထွက်သွားတယ်ငါ့ကိုထားခဲ့ ရည်တက်လုံးပါဗောရှင်ကနေလဲလျှောက်ညလဲလျှောက်ခြေတော်အောင်လျှောက်သူများဘယ်တင်မလဲ ဟဲ့နင်ကငါဆိုရပြောထားပြီးတော့တနေ့6000ငါအကုန်မခံနိုင်ဘူးငါဘေးတော့ငါစုနေတာဒါပေမဲ့လူမွေးနားလဲဖို့ပြောတာ ရှောက်ရှောက်ရှင်း6တော့တိုးဖို့ပဲရှိတယ်နော်မနက်ဆိုလဲအလောက်က8နာရီမှရှင်းမနက်9နာရီထားသွားတယ်ဟမ်ညနေကျတော့4နာရီကျတော့တယ်အိမ်ကိုရောက်တော့6နာရီမှပြော ငါကယ်ရီငါစီးလာတာမဟုတ်ဘူးငါကုန်းချောင်းလျှောက်လာတာဒီလောက်တော့ကြာမှာဗော အေးကဲလီဘိုးမရမနဲ့ရှင်း6တော့တိုးဝင်သွားမယ်တိုးဝင်သွားမယ်သိလား ငါအဲ့ဒီပတ်စံစုပြီးတော့ကယ်ရီဝဲမှာဝယ်တဲ့ခါကျအဲ့လိုကောင်မျိုးတွေစိတ်ယုံမှမွေးတဲ့ကောင်တွေနဲ့ငါမပတ်သက်ဘူးငါလူတိုင်းကိုကူညီဘယ်သွားကျင်လဲသွားကျင်တယ်လို့ငါအကုန်လိုက်ဖို့ အေးသူများအောင်မကူညီခင်ရှင်း6တော့ဂျိုင်းတောက်တက်နေရမယ်သိလား ငါဂျိုင်းတော့တက်တက်တက် အေးကူညီလောက်ချင်တာလောက် ခုငါ6000နဲ့ပတ်စံစုလာတာဘေးထဲဝယ်ပတ်စံပြေးတော့မှာဒါမှ2သိန်းလောက်လုံးနေနေချင်းမယ် ရှင်းလည်းမလျှောက်ဘူးဆိုကျွန်မချင်းမယ် ဟောနေရလဲဘေးထဲဝယ်ပြီးတော့ဘယ်လိုလုပ်လမ်းလျှောက်ကြလို့မှာတော့ငါအဓိကလူတွေကိုကူညီချင်တာနော်ကိုချင်းစာစိတ်ရှိချင်တာအဲ့တော့ငါ့ကိုချင်းမှာ ဩရှင်ကလူတွေကိုကူညီခြင်းလို့ပြီးရောချင်းမယ်2သိန်း အဲ့ကြောင့်ငါမချစ်နေရတာ ပြီးရောထအဝတ်စားလိုက်မယ် တန်ရှိသေးတယ်ကွာရတာတန်နေဟမ်မိုက်တယ်ဘေးခုန်နေပါရလဲ2ယောက်ဒီမှာ2ယောက်ထိုင်ခြင်း2ယောက်ထိုင်လို့ကရသေးတာဒီမှာ2ယောက်4ယောက်5ယောက်5ပါဟာဘေးတဲ့စီကွာ6ယောက်ကူညီလို့ရဟောနာရေဟာတာရီရလဲထူကြီးပဲဟမ်ဒီစည်းနေတော့တန်နေကွာတန်နေ ကိုတွက်လက်ဟမ်ရှင်းပါလုံးရှင်ဒီဆိုင်ကရုပ်မနေရညတွေကကြည့်နေတာအိတ်ကိုအိတ်ရလား ဟာအိပ်ပါတယ်ဟာနေရလဲမနေ့ကညမှာဝယ်လာတာဆိုတော့ဟာဘာမှလည်းမလုပ်ရသေးစီးလည်းမစီးရသေးတော့ဒီဆိုင်ကဘယ်လိုအနေထားရှိလဲဆိုတော့ငါကြည့်နေပြီးတော့လူတွေကိုဘယ်လိုကူညီလို့ရမလဲဆိုတော့ကြည့်နေလူတွေကိုဘယ်လိုကူညီလို့ရလဲဆိုတော့လူက6ယောက်လောက်ကိုငါကူညီလို့ရတယ်ဒါငါမက်ခဲ့တဲ့အိမ်မလေး
လူတွေကိုကူညီခြင်းနဲ့အိမ်မကြီးအခုတော့ငါပြည့် အေးလူတွေကိုပဲကူညီဖို့စဉ်းစားနေတယ်ကျမကိုဈေးသွားတာဈေးပြန်တာဟိုနောက်နေနာလိုက်ဖို့လဲစဉ်းစားပါဦး ဟာမိမငါအစောရပြောထားပြီးသွားပြီလေငါလူတွေကိုကူညီလို့ရပြီလို့နင်လူတွေကလူမဟုတ်ဘူးလား လူတွေကလူဆိုရင်ကျမရှင်းမိမှလေဈေးသွားရင်လိုက်ဖို့ပေးရမယ်ဟိုနောက်နေနာသွားရင်ရှင်းလိုက်ဖို့ပေးရမယ်အဲ့ဒါရှင်းတာဝင် အော်မပူပါနဲ့ငါလူတွေကိုကူညီမယ်လို့ပြောထားပြီးသားကူညီမယ် ကူညီရအောင်မဟုတ်ဘူးရှင်းမှာဝတ်တရားရှိတာဒီဆိုင်ကယ်ဝယ်တော့ကျမ2သိန်းစိုက်ထားရနော်ပြန်ပေးဖို့လည်းနေပါစဉ်းစား ဟောဒီပါရဲ့နင်လည်းလူတွေကိုကူညီပြီးသွားရင်ရတာနဲ့ငါ2သိန်းပြန်ဆက်ပါ အော်ကူညီရှင်ရပတ်စံရမှာပေါ့ ဟောမဟုတ်ဘူးလေဟိုအလုံးသွားအလုံးပြန်အဲ့မှာဟိုကယ်ရီကနေရှိတယ်လေအေးအဲ့ဒီကယ်ရီကဆူရင်းနဲ့မိမအဲ့2သိန်းပြန်ဆက်မယ်လို့ပြောတာ မပေးလို့ရတာနော်ကဲရက်ွက်ရလူတွေဒီနေ့ကျွန်တော်အလုံးနားတယ်နော်ဘယ်ဟိုသွားခြင်းလဲဘယ်ဟိုလာခြင်းလဲကျွန်တော်ဘေးထဲဝယ်ပြီးသွားပြီအားလုံးလည်းသိပြီးသားပါထွေထူးပြောကြရမလို့သွားခြင်းတဲ့နေရာကိုပြောကျွန်တော်လိုက်ကူညီမယ်နော်ပတ်စံလည်းတပြားမှပေးကြမလို့စီဖို့လည်းပေးကြမလို့သွားခြင်းတဲ့လူတွေတော့ကျွန်တော်ပြောတာကြားရဆိုရင်လာခဲ့ကြဟလားနော် ဟုတ်တော့လားဟာဒီအောင်နေဗျာ ဟိုဘာမှမလုပ်မိမရဲ့ဒီနေ့ကြောင့်ကြအလုံးနားတယ်လေအဲ့ဒါကြောင့်မလို့ဟာဒီရက်ွက်တဲ့လူတွေဘယ်ဟိုသွားခြင်းလဲဘယ်ဟိုလာခြင်းလဲအဲ့ဒါကြောင့်မလို့ကူညီလို့ဆိုပြီးတော့နည်းနည်းပေါ်ပေးနေတာ အလုံးပရက်ကိုအေးစစ်နာအိမ်မှာနော်ရှင်ကလည်းနေ့ကူညကူနဲ့ဘလို့ဖြစ်လို့ ဟိုမိမရေယောက်ျားအားနေတယ်လေအေးလူတွေကိုယောက်ျားကူညီခြင်းတာတချို့တွေများကွာဆိုင်ငယ်ရှိနဲ့မကူညီခြင်းဘူးဒီတိုင်းထားခဲ့ကြတာအေးအဲ့လိုလူမဖြစ်အောင်ယောက်ျားစူးစမ်းနေတယ် ကူညီရလဲကြည့်ကူညီပါရှင်ဆိုင်ကမရှိတော့တော့မှတင်းလေးကိုကလီက1000 2000 3000ဘောထန်းကုန်အခုကစိတ်ဘော9000 8000ကုန်နေပြီနော်နေ့ကူညီညကူညီတစ်ချိန်လုံးကူညီကျမအိပ်ပါနေပြီ ဟောမိမရေဆိုင်ငယ်တစ်စီးလုံးဝယ်ထားရွာလူတွေကိုကူညီတာ9000 8000 1000ကုန်တာဘာဖြစ်မှမလို့တော့ ။အော်ဘာမှမဖြစ်မဲ့ရှင်ရှာထားတဲ့ပတ်စံလေ အဲ့လေငါလည်းကူညီနေတာလေကိုချင်းစာနေတာလေ ။မသိဘူး။သွားဒီနေ့တော့မကူညီနဲ့တော့ ဟာမနာနိုင်ကူညီအောင်မှာ ကိုတက်လက်ရေကိုတက်လက် ဟဲ့ဟာ ကိုတက်လက် ပေါ့ပေါ့ ဟုတ်ကဲ့ အေးလား ဟုတ်ကဲ့လာပြီ မလားခိုင်းပါဘောဘာကိစ္စရှိလို့ နေမကောင်းလို့စေကံပြညီလို့အဲ့ဒါစီလာရတာတခါလေ စေကမ်းပြကြလို့ဘသူပြမှာတော့ဟာ ကျွန်တော်ပဲ နော်မင်းလား ဟုတ်ကဲ့ ဟိုမင်းဒီမကောင်းဖြစ်လို့အမင်းကွာခုနှစ်လမ်းကျော်နေပြီးတော့ငါ့ရှင်များလာပြီးတော့အခုတကအဲ့ဒါတန်းသွားလိုက်ရတဲ့ကိစ္စကိုကွာ တန်းသွားမလို့ကိုယ်ဘေးတွေကဈေးကြီးတယ်လေဘေးတွေကဈေးကြီးတော့ကျွန်တော်စီးဖို့တွေကပါသွားမှာဆိုတာနဲ့နောက်တစ်ခုကကိုယ်လည်းဘေးတွေလေးလည်းရှိတယ်လေဒီထဲကိုလည်းကိုယ်လည်းကူညီနေပြီဆို အေးပါရော ကိုစီမဲကျွန်တော်ယုံကြည်ရရှိနဲ့လာရ ရတယ်အဲ့ဒါငါဘေးရဲဝယ်တယ်ဆိုအလကားဒီမှာကူညီကောင်းပါလေဘေးရဲဝယ်ဆိုအလကားဝယ်တာမဟုတ်တော့ငါလူတွေကိုဘလို့ကူညီရမလဲဆိုတဲ့စိတ်အဲ့ဒါဝယ်ငါစဉ်းစားနေတာကူညီခြင်းနေတာအဲ့တော့မပူတဲ့မိမယောက်ျားသူ့စေကမ်းလိုက်ပို့လိုက်အောင်ဟုတ်ပြီ ကျွန်တော်စေကံပြပြီးတဲ့အချိန်စောင့်ပြီးတော့ကိုနော် ဟုတ်တာဗောဟိုပြန်လာရင်တို့ကြနေဘေးတွေမရတာတို့ကြနေစေးဖို့ပုံသွားတာနဲ့ဆိုအရန်ခက်ခဲဖြစ်နေပါ ထိုးပြီးသွားရင်ခေါင်းလေးပါနည်းနည်းမူးလာလေးပါချက်မှာချက် ရှားပြီနော်ငါကပို့လဲပို့ပေးရမယ်ပြီးတော့တခါလဲပြန်ခေါ်လာမယ် ဟုတ်ကဲ့ မပူနဲ့ငါကိုယ်တိုင်ပို့ပေးမယ်မိမယောက်ျားသူ့လိုက်ပို့ဖို့လေစီဘူးလေးပေးလိုက်ပါဦး ။အော်ကျမစီဖို့ပေးရမယ် မိမရေလူတွေကိုကူညီရတာပဲကူညီကောင်းပါလေ ။ပေးမယ်ရှင်ပေးမယ်ပေးမယ် ရနေပြီလို့ဘယ်အချိန်ရှိပြီတော့ခင်ဗျာကျုပ်အလုပ်သွားတော့မတော်နောက်ကျနေပြီ ဟာမင်းလည်းကွာအဲ့လိုနောက်မကြပါဘူး ဘယ်ကိုနောက်မကျမှာလို့ကျုပ်အလုပ်နောက်ကျလို့ရှိရင်ခင်ဗျာအလုပ်ပြုတ်ရင်တော့ပြဿနာတက်မှာ ဒီပါငါလည်းအိမ်မှာမိမနည်းနည်းကကြီးများနေတာနဲ့အဲ့နည်းနည်းလေးတောက်ကြပါ ဘယ် လား မှာကကြီးအလုပ်တိုင်းကျုပ်ကအလုပ်နောက်ကျခံရမှာလားခင်ဗျာကျုပ်အလုပ်ပြုတ်သွားရင်ခင်ဗျာရှာကျွေးရမှာ ဟောမင်းလည်းကွာကူလဲကူညီရသေးတယ်ငါရှာလဲကျွေးရအောင်မယ်ဆိုတော့မင်းဟာလေ ခင်ဗျာကူညီဖို့တက်တက်ကိုကျုပ်ကပါရမီဖြည့်ပေးနေတာနော်ခင်ဗျာနောက်တော့နောက်ကျရင်ကျုပ်ကယ်ရီငါးစီသွား ကယ်ရီတော့ငါမစီပါနဲ့မင်းဟာလေတကူတကလာခေါ်တယ်အောင်စိတ်ကစိုးနေသေးတယ် confirm ready နော်အဲ့ဒါဆို အေးပါ တေးကြပြီနော် တေးကြပြီလို့ အချိန်သွားမယ်အေးတက်လူမမသိဘူးသူ့ကိုလည်းကူညီပေးရသေးတယ်သူကလည်းကြာသေးတယ် ဘာများမားသွားလဲမသိ ဟာမဟုတ်လောက်သွားမယ် ခဏနေခဏနေမဆောက်မှာပါဘူးဒီပါဦး စိတ်ရှိတယ်နော် ရပြီ ရနေပါပြီဆိုမှလို့ အေးပါသွားနေပါတယ်ဩငါဘာများမားသွားလဲမသိ
ငါတို့လမ်းကြုံရင်လေဥကိုလမ်းထိပ်ခေါ်သွားပြမလားငါတို့ရဲ့ ဟာကယ်ရီငါးစီလေဗျာကျွန်တော်ကယ်ရီမမဟုတ်ဘူး ဥမာခေဒီကမရှိလို့ငါတို့ရဲ့ဥကိုခေါ်သွားပြပါနော်နော်ငါတို့နော် ဟာမကူညီပေးနိုင်ကျွန်တော်သွားတော့မယ်ဗျာကျွန်တော်လုပ်ကိစ္စရှိလို့ လူတွေမိသားတွေအတော်ခေါင်းပါပါလား အထုပ်တွေဘိုးတွေနဲ့ဦးလေးဘယ်သွားမလို့လဲမသိ ဦးလေးခေဒီမှာငားလိုက်မှာငါတို့ရဲ့ ဦးလေးရဲ့ကျွန်တော်ကကယ်ရီငားစရာမလိုပါဘူးကျွန်တော်ကူညီခြင်းလို့ဦးလေးအထုပ်တွေဘိုးတွေမို့ကျွန်တော်ကူညီဖို့ဆင်းလာတာပါဦးလေး သူ့လက်တကားတို့ရဲ့ဦးလေးကလေ အကဲဦးလေးဘယ်ဆိုတော့မပြောနဲ့ဦးလေးသွားခြင်းတဲ့နေရာကိုပြောကျွန်တော်ကူညီပေးမယ်ကျွန်တော်လိုက်ပို့ပေးမယ်ဟုတ်ပြီလား ဒါတို့ ရတယ်နေဦးလေးခါးနေနာကူမခါးနေနာကူမနော်ဟိုဗီဒီယိုပေါ်မှာအေးစီးတော့ကျွန်တော်အကုန်လုံးတင်ပေးမှာဟုတ်လားရတယ်ဦးလေးကျွန်တော်တင်ပေးမယ်ရတယ်ဖြည်းမလေးဖြည်းရတယ်သွားခြင်းတဲ့နေရာကိုဒါပြောနော်ကျွန်တော်တနေကုန်လိုက်ပို့ပေးမယ်လိုက်နာနေရောအေးဘောလမ်းလျှောက်လာတာဟိုဖြည်းဦးလေးဖြည်း ငါတို့လူတွေရှိသိကောင်းပါ မဟုတ်နဲ့အဲ့ဒီလိုကူညီခြင်းလို့ဟိုက်ဆိုင်နဲ့ဝယ်ထားတာနော်โอเคပါ ဒါတို့ရပါတယ်ဦးလေး ငါတို့လည်းနောက်ထပ်ဒီရမကလူတွေကိုအများကြီးကူညီနိုင်ပါစေကွာ ဘာကိစ္စကြီး သူတို့မြင်ဘူးလား သူတို့မြင်တော့မမြင်ဘူးဗျခင်ဗျားနဲ့ဘာပတ်သက်လို့ ကျွန်တော်စီပတ်စံနေလိန်သွားလို့ဗျာ ဩ နည်းနည်းမဟုတ်ဘူးဗျာဘွားပြောင်းကိုလိန်သွားတယ် အဲ့တော့လိုက်ရှာနေရလား ဒီရက်ကွက်ထဲကိုပြောင်းလာတယ်လို့ပြောလို့ကျွန်တော်လိုက်ရှာတာ ဟိုကျွန်တော်လည်းဒီရက်ကွက်ကမဟုတ်ဘူးဗျဟိုကျွန်တော်လည်းဒီဘက်ကိုလူတယောက်ကိုအကူကြီးတောင်းလို့ဆိုပြီးလိုက်ပို့ပေးနေအခုရောက်လာတာခင်ဗျားဗျာဒီရက်ကွက်ကိုဒီလိုလိုက်ရှာနေလို့ကတော့ခင်ဗျားတနေ့တော့ကိုသွားမယ်နောက်နေ့တွေတော့ကူရမယ်ခင်ဗျားတွေ့မှာမဟုတ်ဘူးဘယ်တလန်းဝင်တလန်းထွက်နဲ့ကုန်းချောင်းကြီးရှောက်နေတဲ့ကိစ္စကို မဟုတ်ဘူးဗျာကျွန်တော်ဆိုင်ခဲ့ပါတယ်ဗျာဆိုင်ခဲ့အောင်မပြင်ဆိုင်ပါထားခဲ့တာတူးပေါက်ထဲမှာပတ်စံနေလဲကြံခဲ့လို့အားကြောင့်မလို့ကျွန်တော်လမ်းလျှောက်နေတာ ပြမ်းမအောင်အဲ့ပုံဒါခင်ဗျားတော်တော်ကြာပြီလားရှာနေတာ ကြာပြီဗျာမနေ့တည်းရပဲ ဟုတ်လားဘယ်ခင်ဗျားခါလဲကဲကျွန်တော်လိုက်ကူညီပေးမယ်ခင်ဗျားကုန်းချောင်းရှောက်နေလို့တော့ဒီနေ့ပေါ်တော့သူတို့ရှာတွေ့မှာမဟုတ်ဘူးဟုတ်လားဒါကတည်းက အဲ့ဆိုလေဒီလိုလုပ်ဗျာခင်ဗျားလိုက်ရှာပေးသွားလို့ရှိရင်ကျွန်တော်ဆိုင်ခဲ့စီကိုလိုက်ပို့ရင်ခင်ဗျားကိုပတ်စံပေးမယ် မလို့ဘူးကျွန်တော်ကကူညီတာနော် ။အော်ခင်ဗျားကူညီတာ ကျွန်တော်ကူညီခြင်းလို့ဟာဒီကောင်ကြီးဝယ်ထားတာအခုလည်းကူညီတာဒီဘက်ရက်ကွက်ကိုရောက်လာတယ်ကျွန်တော်ဒီရက်ကွက်မဟုတ်ဘူး ။အော်စီသေးတွေလောက်ကြီးနေတော့ဗျာ မလို့ ။ကျေးဇူးတင်ပါတယ်ဗျာ ရတယ်တက် ကျွန်တော်တွေ့အောင်လို့ရှာပေးပါနော် ရှာပေးမယ်ကျွန်တော်ကိုယ်တိုင်ရှာပေးမယ်ဗျာခင်ဗျာလေ ။မေးတော့မေးရမှာနော် အကုန်မေးမယ်ဗျာဟာဒီတယောက်ကလုံးစုံတော့အောင်မေးမယ်ဟာဒီတယောက်ကလုံးမမရနောက်တစ်ယောက်ကပါကူးမယ်ဗျာဟုတ်ပြီလား ။ကျေးဇူးပါဗျာ ရတယ်ဘာမှပြဿနာမရှိဘူး ။ဟာဟောခဏရဟိုလိုမေးရ။ဟုတ်။အော်အေးသူတို့ညကိုမြင်ဘူးလား အေးပြားသမ်းမမမြင်ဘူးကွာငါလည်းဒီရက်ကွက်နေတာကြာပြီ ။ဟုတ်သူတို့ဒီရက်ကွက်ထဲပြောင်းလာတယ်မကြသေးဘူးလို့ပြောတယ်ဗျာ ဟုတ်လား ။ဟုတ်ကဲ့ တခြားနေရာတော့သွားကြည့်ပါကွာဒီနီးတစ်ဝိုက်တော့မမြင်ဘူးငါတို့ ဒီနီးနားမှာမြင်မှုကို မမြင်ဘူးကွာငါလည်းဒီမှာနေတာကြာပြီ ဟုတ်ကဲ့ပါ အေးပါ လာပါဗျာကျွန်တော်ကိုယ်တိုင်လိုက်ရှာပေးပါမယ်လားတခြားနေရာတော့ရှာမလားလာကျွန်တော်ကိုယ်တိုင်ရှာပေးမယ်တက်啊，这你，哎，ကျွန်တော်သွားမေးပြီးပါဗျာခမရဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်ခမရလည်းညောင်းနေပြီเนาะ ။ကြားပါလေကျွန်တော်ပြီးလိုက်ပါ ကဲဒီတစ်ခါတော့ကျွန်တော်ကိုယ်တိုင်သွားမေးပေးမယ်မပူနဲ့ ။ကျေးဇူးတင်ပါတယ်ဗျာ ဒီပုံเนาะဟုတ်အရှင်တို့
သိတယ် သူတို့ပြောတာတော့သူတို့မြင်ဘူးတယ်တဲ့အဲ့တော့ဘမမြင်ဘူးလဲဆိုတာမသိတာတဲ့ဒါပေမဲ့ဒီရက်ကွက်ထဲမှာပဲဘမနေလဲတာမသိတာတဲ့ အဲ့ဆိုဒီနားမှာပဲရှိမှာ အေးဘောဒီရက်ကွက်ဆိုတာကျင်းနေပြီလေတော်တော်နီးစပ်နေပြီ ဘူးတော့နီးစပ်နေပြီဗျာ အဲ့ကျွန်တော်တို့အရှိလေးတခြားကြည့်လိုက်အောင် ဟုတ်ကဲ့ပါ ကဲမပူသမ်းပါနဲ့ကျွန်တော်အစားဆုံးကူညီပါမယ်ကဲဒါ ကျွန်တော်စီဖို့ပေးဆိုပေးပါ မမလို့စီဝမလို့နော်ကျွန်တော်တက်ကူညီတာရှေ့လေးဆိုတော့ကျင်းနေနေ နီးတော့နီးစပ်နေပြီဗျာဒီနားပဲကြံတော့နော် ဒီမှာ ဟောဟုတ်ရရောင်သိဒါနော်ကိုခဏထိုင်မယ်နော်ဟုတ်အခုမေးစားရှိလို့ပါဒီနှစ်ယောက်ကိုဒီရက်ကွက်ထဲမှာမြင်ဘူးလား ဒီမြောက်ကခုနောက်ကနောက်လမ်းထဲမှာနေတယ်ကြက်တော့ကြက်တော့ ဒီကောက်တယ်ကြက်တော့ ဟုတ်တယ်ကြက်တော့ ဒီနောက်လည်းမနေတာလား ကိုသိတယ်လေ ဟာဒီနောက်လည်းမနေတာတဲ့ ကျေးဇူးပါဗျာ ကျေးဇူးပါနော်ဒီကောက်ကြက်တော့လို့မလိုက်သိတယ်ပေါ့ ရဒီနောက်လမ်းမှာ ပြောနောက်လည်းမနေတာတဲ့โอเคကိုကျေးဇူးပါနော် ကျေးဇူးပဲနော်ကိုနော် ဟုတ်ကဲ့ဟုတ်ကဲ့ ကျေးဇူးနော်ကိုဒီ ကြားရတော့မထင်ရတော့ 你怎么说的？你再背着，哎呀，你我跑偏了，姐，地路我们来跑偏了，这个我也好，喏，给我下一个， ရိုက်တယ်ကျွန်တော်ရိုက်တယ်ဟိုရိုက်ရုံနဲ့မဟုတ်ကျွန်တော်တခါတည်းလိုက်ပါတွန်းလာတယ်အဲ့ဒီလေငယ်နေတဲ့ဟာကိုကျွန်တော်ရိုက်ထားတယ်လိုက်ပါထားတယ်မပိုက်ဘူး 你不是背着，你不是背着，嗯，你啊，你说，你说穷家嘛心，穷家嘛心，我下一个， ရိုက်ထားတယ် 现在有了， ကျွန်တော်လိုက်ပါတခါတည်းတွန်းလာတာအမေဖြူးလေးတော့တက်လာပြီကိုရေဖြူးလေးတော့တက်လာပြီ 哎呀，把我扔到哪里？把我扔到哪里？给我下一个， ရိုက်ပြီကျွန်တော် 我 လိုက် 那家几三嘛ဗျာ ဟောကျွန်တော်လိုက်တွန်းထားတယ် ဟမ်နင်လုံးရက်တယ်ဟာခင်ဗျာကြည်ဟာဒီရုပ်ကိုကြည့်ကျွန်တော်လိုမျက်နှာမျိုးကိုပြစ်ပြီးတော့ဒီလိုစောက်ခွက်မျိုးကိုဗျာအလင်းငယ်နေတယ်တဲ့ ကျွန်တော်အဲ့ဒါကိုမခံမရဖြစ်နေတာ နင်လုံးရက်တယ်ဟမ် ပြောနေတာလေ ဘာလို့ဘာလို့ပြောနေရမှာလဲနင်ငယ်နေတဲ့ကိစ္စကိုပြောနေတာဟဲ့လားနင်တို့ရုံးပါရှင်းရုံးပါရှင်းဟာရုံးပါရှင်း အဲ့ဒါဘာဖြစ်နေရလဲဘာဖြစ်နေရလဲ မဟုတ် ဟာဘာလို့လဲမမင်းနဲ့ငါဒီရက်ကွက်ကအုပ်ချုပ်ရေးမှု ဟောခင်ဗျာအုပ်ကြီးလား ဟုတ်တယ်အုပ်ကြီး အဲ့ဒါဆိုရုံးသွားကြမလို့တော့ကျေးဇူးတင်ပါတယ်အုပ်ကြီးကဒါကျွန်တော်မိန်းမပါ ဟုတ် ဒါဒီသူ့ရဲ့လင်းငယ်ကျွန်တော်ပြစ်ပြီးဒီကောင်ကိုယူသွားတာဒီကောင်လင်းငယ်နေတယ်ဗျလင်းငယ်မြင်ငယ်ကိစ္စအဲ့ကြောင့်မလို့ခင်ဗျာရှင်းမေး လင်းငယ်မင်းငယ်နေတဲ့ကိစ္စ ဟုတ်ကဲ့မှတ်တမ်းနဲ့တင်ပါ ခင်ဗျာတရားဆွဲလို့ရတယ်တရားဆွဲလို့ရတယ် တရားဆွဲမှာပါ တရားဆွဲလို့ရတယ် ဘယ်နဲ့ဗျာဒီကိုကူညီလို့ပေါ့ဗျာကျွန်တော်ပေါ်မှာသူတော်ကောင်းတယောက်လိုပဲ ကျွန်တော်ကို ကိုစိတ်ကိုစားကိုစီကိုစိုက်ပြီးတရက်ကွက်လုံးကျွန်တော်နှံ့အောင်အဲ့ဘေးရွက်နဲ့လိုက်ချပေးတာ ခုတော့ကောင်းပေါ့ ပတ်တန်းတင်ပြီးပါဗီဒီယိုလိုက်ပါကျွန်တော်လွှင့်ထားတယ်ဟော ကျေးဇူးတင်ပါတယ်ကိုက လိုက်လွှင့်တာ နေပေါင်းအုပ်ကြီးရဲ့မဟုတ်ပါဘူးသူနဲ့ကျမကလင်မယားဆိုတော့ဟုတ်တယ်ဒါပေမဲ့အခုလင်မယားမဟုတ်တော့ဘူးသူနဲ့ကျမနဲ့ကွာလာတာလေ6လလောက်ရှိနေပြီသူနဲ့ကျမနဲ့ကစာချုပ်နဲ့အတူတရားဝင်ကွာရှင်းထားတာလက်မှတ်ထိုးပြီးကွာရှင်းထားတာပါအဲ့ဆက်တူလေကျမရှင်မှာရှိပါတယ် ဟောအဲ့ဒါဆိုရင်ဟိုစာချုပ်စာတမ်းနဲ့ရုံးနေမှာကွာထားတာဟုတ်တာသိကြလား ကျွန်တော်တို့တရားရုံးမှာကွာရှင်းပေးပြီးသားပါဗျာ ဟောတရားရုံးမှာကွာရှင်းရတယ်အဲ့ကိစ္စရှိဘူးဟုတ်ခင်ဗျာဘာလုပ်နေလဲ ဟောကျွန်တော်ဒီမရင်ငယ်လင်ငယ်ကိစ္စကိုကျွန်တော်လိုက်လွှင့်ပြီးတော့အခုလွှင့်နေတာ အာခင်ဗျာလိုက်ချတာမြက်လိုက်ခုချ ဘျူးတွေတက်ပြီးမှလိုက်ကချရတယ်ဗျာ။အော်ဟဲ့လူဟိုခင်ဗျားကျွန်တော်အကူကြီးတောင်းတော့သူတို့နှစ်ယောက်ရှာအကျွေးရစရာရှိလို့ဆို ဟုတ်တယ်လေဗျာကျွန်တော်ဘိုးကပြတ်အောင်လုပ်သွားတာအကျွေးပေါ့ဗျာဒါတစ္ဆာအကျွေးအဲ့ဒါ ရတယ်ဗျာဘယ်အကျွေးပဲဖြစ်ဒီမရင်ငယ်လင်ငယ်ကိစ္စဟဲ့လူလိုက်လွှင့်လိုက်ရတော့ကျွန်တော်ကျင်တတ်တယ်ဗျာ ညောက်လေကျေးဇူးတင်ပါတယ်ဗျာ ရတယ်ဒီမရင်ငယ်လင်ငယ်ကိစ္စဟုတ်လို့လိုက်လွှင့်လိုက်ရတော့ကျွန်တော်ကျင်တတ်တာ ကဲအဲ့ဒါဆိုခင်ဗျားတို့နှစ်ယောက်လုံးခဏနေဦးဟုတ်နော်ကျုပ်တခုပြောမယ်ခင်ဗျားကတရားဝင်ကွာရှင်းထားတာဖြစ်သည့်အတွက်ကြောင့်ခင်ဗျားကသူ့တရားဆွဲလို့မရဘူးဟမ်တရားဝင်ကွာရှင်းထားတာဖြစ်သည့်အတွက်ကြောင့်တရားပေါင်းမဝင်တော့ဘူးလေဗျာကွဲပြီးမှ तू ကတယောက်ျားကိုယူလာလေဗျာဒီတရားဆွဲမယ်ဆိုရင်တော့ငါညီဘက်ကဆွဲလို့မရဘူးငါညမဘက်ကတရားဆွဲမယ်ဆိုရင်ပြန်ဆွဲလို့ရတယ်ဗျာနော် တရားဆွဲလို့ရတယ် ရတာဗောပိုင်နဲ့ကျူးလွန်မှုကိုဒီလျောက်စော်ကားမှုအခုလိုလိုက်လွှင့်တာဖြစ်သည့်အတွက်ကြောင့်ဂုံတိတ်ခါညှို့နွမ်းမှုအဲ့ဒီဟာတွေနဲ့တရားပြန်ဆွဲလို့ရတယ် တရားဆွဲလို့ရတယ် ရတာဗော တောင်းပါပါလေ ရတယ်ကျမရှင်ကိုစိတ်တည်းမရှိဘူးကျမတရားဆွဲနေတာသူ့ ဗျာဟိုကျွန်တော်နဲ့မဆိုင်ဘူးလေသူကူညီတယ်လို့ကျွန်တော်လိုက်ကူညီပေးတာပါ အေးဟုတ်တယ်ရှင်ကမဆိုင်မဲနဲ့သူများလင်များကြောက်ဘူးမသိကိုမသိနဲ့အိမ်ထိရောက်လာပြီးတော့လိုက်လွှင့်တာလေရှင်ကိုလေပိုင်နဲ့ကျူးလို့ဘူးကျမဂုံတိတ်ခါညုံနေမှုနဲ့ရှင်ကျမတရားဆွဲမှာဟုတ်ကြီးတို့တရားဆွဲမယ် ရပါတယ်အဲ့ဒါပြဿနာဟုတ်တယ်ဗျာဟိုကျွန်တော်သူကူညီတောင်းလို့ကျွန်တော်လိုက်ကူညီတာပါကျွန်တော်နဲ့မဆိုင်ပါဘူးဗျာ ဟုတ်တယ်ရှင်အဲ့လိုဘူးမသိဘူးကိုမသိကိုညီတာကိုကျမတရားဆွဲကြတာဟုတ်ကြီးတို့ထောက်မှချပေး လာရဲစကားလိုက်ခဲ့တရားဟုတ်ပြီဘူးမသိဘာမသိနဲ့ ကျွန်တော်ကူညီအောင်တစ်သက်ပါဗျာအော်လူတွေကိုကူညီခြင်းအစားမလို့တော့တလုံးအကူညီမတော်တော့အချုံတဲ့
哈达哈达，炖了哈达，哈达哈达，炖了哈达，飘撇顶色嘎边你家炖了哈达，一家我家鸭蛋肉嘛炖了哈，表选技能万秒你家炖了哈达，哈达哈达，炖了哈达，三的地推一家